လူတယောက်ဟာအသက်ရှင်လျက်နဲ့တဖြည်းဖြည်းချင်းကြောက်ရွံ့တရုပ်လိုတောင်တင်းမာကျောသွားမယ်ဆိုရင်ဒါဟာရုပ်ရှင်တွေကဇလန်းတစ်ခုမဟုတ်ပါဘူး Harry Aslan လို့ခေါ်တဲ့အမျိုးသားတဦးကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်မှန်ပါ Harry ကို1933ခုနှစ်မှာမွေးဖွားခဲ့ပါတယ်အသက်10နှစ်သားအရွယ်မှာမတော်တဆပေါင်အယိုးကျိုးသွားခဲ့ပါတယ်ကုသမှုခံယူခဲ့ပေမဲ့ပုံမှန်အယိုးကျိုးသလိုပြန်မကျက်ပဲဒဏ်ရာနေရာကနေအတမာရီတက်လာပြီးနောက်ဆုံးမှာအဲ့ဒီနေရာတစ်ခုလုံးကအယိုးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ဆရာဝန်တွေကဒါကိုခွဲစိတ်ပြီးကုသလိုက်တဲ့အခါအခြေအနေကပိုဆိုးသွားခဲ့ပါတယ်အဲ့ဒီခွဲစိတ်တဲ့နေရာတစ်ခုလုံးကပါအယိုးတွေဖြစ်သွားတာကြောင့်ပါဒါအကြောင်းဆရာဝန်တွေလည်းနောက်ထပ်ခွဲစိတ်ဖို့မကြိုးစားရတော့ပါဘူးနောက်ဆုံးတော့ဆရာဝန်တွေလည်းဒီအခြေအနေကို FOP လို့ခေါ်ဆိုကြပြီးကမ္ဘာပေါ်မှာအရှားပါဆုံးနဲ့ကုသဖို့အခက်အခဲဆုံးယောဂတစ်ခုအဖြစ်သတ်မှတ်ခဲ့ပါတယ်ဒီလိုယောဂမျိုးဟာလူ2တန်းမှာ1ယောက်လောက်သာဖြစ်ပွားနိုင်ပါတယ်ခန္ဓာကိုယ်ရဲ့ repair mechanism လို့ခေါ်တဲ့ဒဏ်ရာကိုပြန်လည်ကုသတဲ့စနစ်မှာချို့ယွင်းချက်ရှိနေတာပါခန္ဓာကိုယ်ကဒဏ်ရာရတဲ့အခါပုံမှန်အားဖြင့်တော့အတနုတက်ပြီးပြန်ကျက်သွားပါတယ်ဒါပေမဲ့ဒီလူကတော့အယိုးဆဲတွေအလွန်အကျွံထွက်လာပြီးအယိုးအသစ်တွေဖြစ်လာတာပါ Harry ရဲ့တကူလုံးကကြွက်သားတွေအယွတ်တွေဟာတဖြည်းဖြည်းနဲ့အယိုးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်သူ့ရဲ့လေပင်နောက်ကျောလက်မောင်းတွေအကုန်လုံးအယိုးဖြစ်သွားတဲ့အတွက်သူဟာနောက်ဆုံးမှာလုံးဝမလှုပ်ရှားနိုင်တော့ပဲတနေရာထဲမှာရက်နေတဲ့ကြောက်ရွံ့တရုပ်လိုဖြစ်သွားခဲ့ပါတယ်သူ့ရဲ့အသက်ရှူလမ်းကြောင်းနဲ့မီးရိုးတွေအထိပါအယိုးတွေဆက်လာတဲ့အတွက်အစာစားဖို့နဲ့အသက်ရှူဖို့တောင်အလွန်ခက်ခဲခဲ့ပါတယ် Harry ဟာ1983ခုနှစ်အသက်39နှစ်အရွယ်မှာကွယ်လွန်သွားခဲ့ပါတယ်သူကွယ်လွန်ချိန်မှာမျက်လုံးနဲ့နှာခမ်းသာအနှဲငယ်လှုပ်ရှားလို့ရတော့ပြီးကြောက်ရွံ့တရုပ်လိုဖြစ်သွားခဲ့ပါတယ်သူ့ရဲ့အယိုးစုကိုယနေ့ထိတိုင်အမေရိကန်နိုင်ငံမှာရှိတဲ့မက်တာမြူဇီယံမှာပြသထားပါတယ်ဒါကြောင့်ဆရာဝန်တွေကဒီလိုယောဂမျိုးရှိတဲ့သူတွေကိုအလွန်ကြောက်ကြပါတယ်အခက်မသိရင်ဆေးထိုးအဒဏ်ရာကတောင်အယိုးအဖြစ်ပြောင်းသွားတတ်တာကြောင့်ပါဒီအဖြစ်အပျက်ကလူသားတွေရဲ့ခန္ဓာကိုယ်ဟာဘယ်လောက်ထိလှုပ်ဝက်ချက်တွေနဲ့ပြည့်နှက်နေသလဲဆိုတာကိုပြသနေပါတယ်တာမန်လူတယောက်အတွက်အယိုးကျိုးတာကအစမ်းမဟုတ်ပေမဲ့ဟယ်ရီအတွက်တော့ခန္ဓာကိုယ်အစိတ်အပိုင်းတွေတဖြည်းဖြည်းချင်းတည်ဆုံနေတာကိုထိုင်ကြည့်နေရတဲ့ဘဝမျိုးဖြစ်သွားစေပါတယ်ဟုတ်ကဲ့ပါဗီဒီယိုလေးကိုကြိုက်နှစ်သက်တဲ့ဆိုရင်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ထားဖို့မမေ့နဲ့နော်နောက်တစ်ပတ်မှာရောဘလို့အကြောင်းအရာတွေထပ်မံတင်ဆက်ပေးအောင်မလဲဆိုတာဆက်ပြီးစောင့်မျှော်အားပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်